အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကျင်းခါတီကိုရိုးရာစီပြန်ရှင်းလေးချက်ပြတ်တော့မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျင်းခါတီကိုကျွန်တော်လေးစိတ်လိုက်ပါတယ်ပြီး unit ပွဲတဲ့အချိန်မှာကျင်းခါတီကိုခဏနူးအောင်ပြောက်လိုက်ပါတယ်ပြီးရင်တော့ကျွန်တော်တရုတ်တိလျှောက်ရဲကြက်သွင်ဖြူကြက်သွင်နီရဲစားရဲငပိအနည်းငယ်ကိုကျွန်တော်တခါလေးရှက်ဖို့အတွက်ထောင်းထားလိုက်ပါမယ်ဒါဆိုရင်တော့ရုပ်တိ6ထောင်းထားတာရဲကျင်းခါတီပြုတ်ထားတာရဲအခုလိုအစနစ်ဖြစ်နေပါပြီ။ပိုးလေးတီကိုစီနေထည့်ပါမယ်။စီကျက်ပြီးဆိုရင်ထောင်းထားတဲ့ရုပ်တိ6ကိုထည့်ပါမယ်။ပြီးရင်စနွဲမှုအနေငယ်ရဲအယောင်တယ်မှုအနေငယ်ရဲထည့်ပါမယ်။စီကျက်ပြီးဆိုရင်ကျင်းခါတီထည့်လို့ရပါပြီခင်ဗျာ။ပြီးတော့ရေကိုကျွန်တော်တို့လိုသလောက်ထည့်ပါမယ်။ပြီးရင်တော့ဟင်းခဲမှုလေးနေငယ်ထည့်ပါမယ်နေငယ်ထည့်ပြီးပြီဆိုတော့ကျွန်တော်တို့အိုးဖုံးကိုခဏဖုံးပြီးတော့ရှင်းထားလိုက်ပါမယ်ဒီလိုနေထားရောက်ပြီဆိုတော့ねကျွန်တော်တို့အရသာရှိတယ်ရိုးရာချင်းခါတီစီပြန်ရှင်းလေးရရှိတော့ပါပြီခင်ဗျာ